သူ့အိမ်ကိုဖောက်သွားတဲ့ထက်မှာသူ့ရဲ့ဘောလီကောင်းသားကြီးပါသွားတယ် ငါတကယ်ညာကဲပြည့်နေတော့ ဟုတ်ပါတော့ရှမ်းမမေကလည်းတော်ပြီမမေတော်ပြီညချနေတာမြရှက်တော့မမေကလည်းသားကလေးတဲ့အန်တီကလေးတဲ့ နေရပြန်ပြီးတော့တိကလေးပါပါတယ် အကြိုက်တော့လို့မရဘူးစေးတော့မှာဟိုမှာစေးတော့ဖိနေရှိနေဖြစ်နေလို့ ကြားရလို့လား အေးလို့နည်းနည်းပေါ့ဖိနေရှိနေလေးဖြစ်နေအမလေးတော့သိတာပေါ့သူတို့အိမ်ကလူတွေအကုန်လုံးမကြတော့တာတကူကတယောက်တည်းသူတို့အိမ်ကတကယ်ကျလူအုပ်တောက်နေနော် ဘာလို့တတိကလေးလာတယ်ဒီလောက်လူကြီး အာရင်းနေတယ်သူအာနင်ညနေရင်းနေတယ်သူပဲအဲ့ဒါ တယ်လို့ဟုတ်တယ် မြဲတယ်နင်တို့အိမ်ကြောင်သိနေနင်တို့ရဲ့အလူမီနီယံတကားလည်းလုံးနေလေ အေးလေပတ်စမတွေပါတော့တကယ်ချင်း အဲ့ဆိုတော့ညခက်ခက်ခတ်တာတော့ဟိုကမပွင့်သူရတကားလေခိုင်နားရောက်တော့လို့သူမနဲ့လိုက်ပို့ပြီလေဟဲ့နေ့တကား9000ခွန်းတည်းရတယ်ကျွန်းတကားဒီလိုလေးကျွိဆိုတာနဲ့လေအလူမီနီယံမှလေသူကလေတန်ကုန်ညာ9ထပ်နဲ့ထပ်ထားတာမပြောလိုက်ချင်မန္တလေးမှာဖာတီမာတို့ဆိုင်ဝင်ပွဲတောင်မသွားရသေးဘူးအတော်ကြီးဖုံးဝင်လာတာတကောဝင်လာပထမအဲ့ဝင်သွားတော့မှချက်ချင်းပဲပစ္စည်းပါသွားတယ်မပါသွားတော့သူတို့ရမသိဘူးနောက်တစ်ခါထက်တက်မှာဖုံးမှာပါသွားတယ်အင်ကြီးထက်လိုက်ပြီးပါသွားတယ်အင်ကြီးကသူရောင်းနေအထက်လိုက်တယ်တော်သေးတာပေါ့အိမ်ကအမေကိုမတည်သွားဘူး အဲ့ဒါတဲလို့မရငါတို့ဥစားမင်းလာတယ် ဟိုသာမင်းလာတော့နော်ရှင်နေရတယ်လို့သူတို့အိမ်မှာအင်အားတောင်းနေကြတယ်အဲ့တခုဝင်နေဆိုတဲ့မပြစ်နိုင်ဘူးနေအိမ်နဲ့အတွင်းလို့ပေါင်းနေတာပြန်မယ်အမကြီးနဲ့ပြစ်နိုင်တယ် ပါဝါလာသူဘော ပါဝါလာသူဘောအမကြီးဘော ပေါင်းတဲ့သူပစံနဲ့တော်သေးတယ်ငါအတဲပဲပါဝါ ကြီးရတယ်လို့နော်အပြီးတော့တကယ်ချင်းနေ CCTV လေးမသိအောင်တတ်ထားလား လက်ထားလိုက်မယ်လေဟိုကတက်တောင်းလို့နှလုံးထဲတော့တော့တယ် အုံးနမဝါပြပြီးတော့တကယ်လို့ကြီးရတယ်သူတို့ရင်လေတခုခုကတော့ကိုကလေဘေးနာနေသူ့ကိုဦးတွေတက်နေသီလား သေရရှိဖောက် တကယ်နော်哦，ခေါ်တာတကူကလည်းကြီးရတော့အဲ့ဒါဝင်နေကြမလို့တဲတို့အိမ်ကိုတိတ်နေကြမလို့ဒီလားဟိုမြဲတမ်းလေဒီအိမ်မှာဒီအချိန်လိုဒီလူတွေပင်မန်းနေအကြရင်ကလက်သိကလမောအိမ်နေသူတို့ဝင်ဘာမှမသိတော့ဘူးအဲ့လိုမျိုး အဲ့ဒါငါကြားထိုးတဲ့ဒီမှာခါသွားကြည့် ပြဖို့ရမှာငါတို့ စိတ်ကြိုအဲ့နဲ့အင်ကြီးလေးကစရောက်မှလေဆိုအရင်ကပါသွားတော့အရင်ကပြုတ်တော့ မင်းလည်းတကယ်ဈေးကြီးတော့အလိတ်ဒီမှာပါဝါအထက်ကြီးမှာပါဝါတယ်လို့ ကန်စားရတယ်တကယ်ချင်းအဲ့အောင်မြင်ပြီဒါကတော့မင်းတို့နေ့လယ်ပိုင်းဖုံဖုံကြီးကြောင်သွားလို့မှာပေါ့နော်ဒါမင်းတို့စင်းရပုံကြီးအချိုးပွဲအေးတကယ်မောဒါဖုံဖုံကြီးချိုးပွဲဒါဆိုရင်ဒါလက်ဆောင်ပေးလိုက်တာပါလေကြပြားကြရမုတ်တယ်ဒါကြပြားကြရမုတ်ကလေးတွေမှာမနေ့ကအချိုးပွဲပါမသွားလို့ဒါအချိုးပွဲဒါမြားလက်ဆောင်ပေးတဲ့ဟာပဲပြန်ပေးတာဒါတော့မင်းတို့ရောင်းနေတဲ့ပြားရည်ပေါ့နော်ပြားရည်ဒါတော့ဖုံဖုံကြီးဒါဝမ်သွေးတိုးစသည်ကတဲ့မမမြမကြီးနေတန်းနုံဒီယူအဲ့ဒါလေးပဲထက်ကတ်ချင်မနက်ကလည်းအမသွင်းညိုက်ခိုင်းလိုက်တာကလေးတွေကဒါစိတ်ပလက်လာမိတ်ဆိုင်ခဲ့တော့ဒါတခါတလေမှသာမြင်ရိုက်ပြတာပါဖုံဖုံနေဆိုလည်းနေ့စီစွန်ကြိုက်ကိုယ့်ရဲ့ဒါနလေးတွေပြပြပေါ့နော်နေ့စဉ်စွန်ကြိုက်ဘာလို့ဒီနောက်လာကနေဒီလိုလိုက်လေအဲ့တော့နေ့စဉ်စွန်ကြိုက်နော်နေ့စဉ်စွန်ကြိုက်ကတ်တယ်ဝတ္ထုငွေနေ့စဉ်တောင်းကတ်တယ်တနင်္ဂနွေတည်းရမယ်လားပေါ့နော်ဆရာလေးတွေဆိုရင်လည်းဒါဘာဝတ္ထုငွေတစ်ထောင်စမ်းတဘူးမကောင်းငါတို့ခက်ခက်လောက်နေပဲအဲ့တနေ့အပါပေါင်းတဲ့ငါနေ့မျောနေတာလို့ဘုဖက်လက်ရိုက်လေးပေါင်းမကြိုရိုက်လိုက်ပါအောင်အဲ့လိုလေ ကမလာထောင်းမှာဟာကမလာမြင်ကြည့်တဲ့ညူတော့မယ် ထောင်းနေမှာလေ မလို့ဘောအေးအဲ့ဒါမှအရက်ရှိတာညမြင်ကြည့်တဲ့နှစ်ဝင် ဥ တော့ ပမာမှာ မင်းငါချစ်အဲ့ကြီးတဲ့အေးပါဟုတ်ပါတယ်ငါချစ်ရပြီတို့တော့မဲကြောဘူးရ150ရောက်ပါတယ်နော်မဲကြောငရုတ်တိမီးပုတ်ထောင်းတက်လို့သမားဝါရင်းသမားလေးတွေတွေ့ဒီမဲကြောငရုတ်တိမီးပုတ်ထောင်းနေအရန်ကောင်းတဲ့လို့ဒါမင်းနူးကနေလာတာနော်ဒီမှာတယ်လေးတို့တဘူးကို8000ပါရှင်နော်တဘူးကို8000 8500ဟမ်8500နိုင်ဟုတ်တယ် ရှစ်ပဲထောင်းနေတာ900မတိုးချင်မနော်ကျမဈေးတွေတကယ်မမတ်မိတာပါကျောင်းလာတဲ့ပစ္စည်းတွေအများများတော့ဈေးတွေလုံးမမတ်မိတော့နားလည်းပြေးပါဒီနားလေးဝေးရိုက်ပါဆိုင်လေးပါအောင်အဲ့လိုမျိုးတွေတနေရာတဲ့သေးမရိုက်ဒီက
ကင်မရာမန်ကွာဒီနေ့ကြော်ပြန်လာတော့မကျအမကကြည့်ပြီးမလိုက်တာနောက်မှရိုက်တာဖေးလေးလက်ကုံခါးလေးလက်ကုံစိတ်ကြတော့အမကြည့်ပြမလို့ဖေးအားဇက်ကလာဆောင်ကုန်ကျန်တယ်လေးတို့ဒါကတော့ညင်းသိငါပြီးကြပါရှင်နော်ညင်းသိငါပြီးကြအရာစားကောင်းတော့နဲ့ပုံတော့နှစ်နိုင်ချင်းနဲ့ညင်းသိငါပြီးကြကိုလေညီရဲ့အချစ်တရားလေညင်းသိကြိုက်တဲ့တရားလေညင်းသိအောင်မဟုတ်တော့ဘူးနော်အဲ့ဘယ်တော့ရောက်နှစ်ကလေးမှာနော်ရောက်နှစ်ကလေးမှာစိတ်တာအကောင့်ထဲမှာဟင်းသေးလုံးနဲ့ဖုန်းနံပါတ်တွေนี่အကုန်ပြင်ပေးထားပါတယ်မသမီးကအဓိကမရိုင်းနေတယ်ခင်းလေးကိုအဓိကရိုက်အဲ့တော့အမညင်းသိငါပြီးကြညင်းသိဆိုလဲလုံးဝစီးနေရောညင်းသိငါပြီးကြစီးပိုင်းတော့